里那苗路的呀，这妈妈啥去？这妈他没呢，三呢我属于来的，我他没吃三搞么啦？但我的哦，他没吃多包的，เขาซื้อတက်ထုတ်ကိုကဲလို့ရတက်တော့တက်တယ်4-500တော့ရှိတယ်ထင်တယ်။မှကြည့်အောင်။နှမျိုးလို့အိမ်ကသမီးရတယ်စားမလားတော့မစားဘူး။အဲ့ဒါဘာဖြစ်လဲတရား။နှမျိုးတက်ရင်ဝိတ်တက်တယ်။စီနှစ်ဘာဆိုအိမ်ကယောက်ျားတယောက်ကိုသမင်းဘူးကိုအသုံးစိတ်ရပြီးစီ300ပေးတယ်။တယောက်ကိုပတ်300နှုန်းနဲ့ပေါ့နော်။ပြီးတော့ကျမတို့သားမိတယောက်300စီကျမစံဝယ်ထားတ kg ကို25ဘတ်4 kg ကို100ဝယ်ထားတော့ကျမတို့ကကျမသမီးက2ရက်တစ်ခါမှချက်စားမအီဆိုတော့တင်မှာ2မျိုးရည်အိမ်ရှင်မဆိုတော့ထုံးစမ်းစင်2မျိုးတော့ဗာပြဝိတ်တက်မှာညနေကျမဂျင်းသွားဆော့လိုက်တယ်ဝိတ်တက်နေအသေးတယ်ဒါမှနေထိုင်မကောင်းဖြစ်ရင်ပြုစုမဲ့လို့မရှိဘူးတဲ့ကျမသမီးရတယ်ပြုစုမှာမဟုတ်သူ့ကြောင်းတစ်ဖက်နဲ့ဆိုတော့ဟုတ်လားဒီနေ့စားလိုက်ပြီဆိုတာမနှက်ပြအငတ်ခံမိမိရဲ့ထုံးစံပါနော်နှမျိုးရင်ဝိတ်တက်လက်တစ်ဖက်ကဖုန်းကိုင်လာ
ပိန်လေးထိုးမှဒါအဲ့မှာじゃကားရိုက်ရှိတော့လေငတ်ခံတာပေါ့နော်အဲ့ဒီတော့မှခွန်သားချိုးလို့ဘလူးလက်ရှန်နေရိုက်တာသုံးသားကြီးအဲ့တော့ငတ်ခံစားကြအခုကားရိုက်နားလိုက်ပြီဆိုတော့စိတ်ကိုအလိုလိုက်ပြီးစားတာအမှန်မှန်စိတ်ကိုအလိုလိုက်အဲ့ကြောင့်လေတချို့ပြရပိန်စည်းလက်ထိုးစရာမလိုအစာလည်းငတ်ခံစရာအဓိကပါဇက်ကိုဒါအချင်းတော့ဇီးတက်တိုင်းမစားမဝိတ်မတက်တော့အဲ့တော့မြင်ပြီနော်အမစားပါလေအမကားမရိုက်ရုပ်ရှင်မရိုက်တော့ဘူးဆိုပေမဲ့လားအရင်ကလွှတ်ချလိုက်တယ်မထင်ပါနဲ့ဒါနှစ်မျိုးကိုစားလိုက်တာအဲ့ရောဒီမမခောက်ဆိုတော့ထုတ်ဘလောက်မှမရှိဘူးအခုသူတို့ထိုင်းမှထောင်ကျော်တယ်ဟိုပါလေဈေးကြီးတာပေါ့နော်အဲ့နှစ်မျိုးကိုစားလိုက်တာအပြောဘူးလေးနဲ့ကဲမြင်နေနော်စားလိုက်ပြီဒါပေမဲ့အလောက်စားထားပြီးတော့ဝိတ်မတက်အောင်ထိန်းနိုင်ရင်ကျမဆရာမကြီးပဲโอเคစားလိုက်ပြီနော်တဒါ